အခုပြောပြမယ့်အကြောင်းအရာကတစ်နေ့ကိုပတ်စံ2000 3000နဲ့5000ကိုရှာရင်ရှာနိုင်တော့ရနိုင်မယ်နီးလန်းကိုကျွန်တော်ပြောပြမယ်ဒီနီးလန်းကကျွန်တော်လည်းသုံးနေရဟိုးရင်တော့ကလည်းကျွန်တော်ဒီနီးလန်းသုံးနေအရင်ကကျွန်တော်ဒီနီးလန်းပဲသုံးနေပေါ့ဗျာနော်ဒါကတော့ရင်းရပါတယ်နော်ပတ်စံရင်းရပါတယ်ရင်းပြီးတော့မှစောရတာပါဘာလဲဆိုရင်အသေးအကြီးရွေးရတာပါနော်အဲ့တော့အသေးကြီးရွေးတဲ့အခါမှာနော်နီးလန်းနေရှိရဖော်မူလာမျိုးမျိုးရှိရအဲ့ဒီထဲမှာကျွန်တော်သုံးတဲ့ဒီနီလန်းကတော့လုံးဝအစီပြေဆုံးသူဘလို့ပဲလာလုံးဝမိရရှောင်းရမှာတော့เนาะတေးသေးကြီးအဲ့ဒါလွဲပြီးရောကျန်တဲ့ချိန်နဲ့အကုန်မိပါတယ်ဗျာเนาะအဲ့ဒါကြောင့်မလို့ဒီနီလန်းကိုကျွန်တော်ကိုယ်တိုင်လည်းသုံးနေရအခုလည်းသုံးနေရအဲ့တော့ကျွန်တော်တို့ဘလို့ရှာမလဲဆိုလို့ရှိရင်เนาะကျွန်တော်နီလန်းကြတော့အသေးတစ်ချိန်ဆိုလို့ရှိရင်အကြီးတစ်ချိန်ဆိုလို့ရှိရင်အသေးနှစ်ချိန်ဆိုလို့ရှိရင်အသေး3ချိန်ဆိုရင်လည်းအသေးဟုတ်ပြီဗျာနော်ဒီမှာကျွန်တော်ဆော့ထားရပါနော်အများဆုံးကျွန်တော်စားတက်လို့ရှိရင်ကျွန်တော်3စာ4စာဒါကျွန်တော်အများဆုံးเนาะအဲ့လောက်ပဲကျွန်တော်တက်တယ်ကြံတဲ့ဥစ္စာရကျွန်တော်မှန်တယ်အဲ့တော့ဒီမှာကျွန်တော်သူကဒီမှာအကြီးတစ်ချိန်လာရဗျာနော်အကြီးတစ်ချိန်ဆိုတော့ကျွန်တော်အသေးထိုးလိုက်မယ်အဲ့တော့ကျွန်တော်က3စာနှုံနဲ့သွားမယ်ဗျာနော်3စာနှုံနဲ့သွားမယ်3စာနှုံကဘယ်လိုလဲဆိုရင်900 1500 4500ဟုတ်ပြီဗျာနော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အရှိအားရှုံးခဲ့တဲ့ပတ်စံတွေလည်းပြန်ရသလိုအမျက်ပါရမယ်ဗျာနော်အဲ့တော့ကျွန်တော်ကဒီမှာကိုငွေသွင်းထားတာရဲ့ 20% သို့မဟုတ် 30% ပဲရှာရပါဗျာနော်ဟုတ်ပြီကျွန်တော်ဒီမှာပြပြနော်ကျွန်တော်မနိုင်ဘူးဒီမှာတော့တေးသေးကြီးလာနေဗျာနော်ကျွန်တော်ရှောင်ခိုင်းလဲဆိုတာအဲ့ဒါပဲအဲ့တော့ကျွန်တော်အကြီးနှစ်ကြိမ်ဆိုလို့ရှိရင်အကြီးပဲထိုးမယ်ဗျာနော်အဲ့တော့ကျွန်တော်အစောတုန်းက3စာပြီးရင်ဒီမှာကျွန်တော်နောက်ထပ်3စာထပ်လိုက်မယ်ဗျာနော်အဲ့တော့ဒီမှာစောင့်ကြည့်ကြပါတကယ်လို့ရင်တကယ်ရမယ်ဗျာနော်ဟုတ်ပြီကျွန်တော်နိုင်ပြီဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်အစောကရှုံးတဲ့ဟာရောအမြတ်ကောကျွန်တော်ပြန်ရပြီဟုတ်ပြီနော်ဒီမှာတော့ကျွန်တော်3သိန်းသွင်းထားတာဒီမှာ3သိန်း1000နဲ့မှ9000ရှိပြီအဲ့တော့ကျွန်တော်19000ခဏလေးပဲနော်ကျွန်တော်ညက်ပြီဗျာနော်တကယ်လုံးတဲ့လူကတော့တကယ်ရမယ်ဗျာနော်မကြောက်ပါနဲ့တကယ်လုံးပါဘာလို့ဆိုလို့ရှိရင်နော်ခုခေတ်မှာဗျာနော်ဟိုဂိမ်းဆော့ပြီးတော့ငွေရှာရဲဆိုတာကျွန်တော်ဒါဆလော့ဆော့ခိုင်းတာမဟုတ်ဘူးဗျာနော်ဆလော့ဆော့ခိုင်းတာမဟုတ်ဘူးဟုတ်ပြီကျွန်တော်နိုင်တယ်အဲ့တော့အကြီးပဲကျွန်တော်ထပ်ဆိုးမယ်ဗျာနော်ထပ်ထိုးမယ်ဟုတ်ပြီဆလော့ဆော့ခိုင်းတာမဟုတ်ဘူးဘရာသားကိုဆလော့မဆော့နဲ့နော်ဒီဝင်းကိုပဲဆော့ပါနော်ပြီးလို့ရှိရင်ကျွန်တော်ပြောချင်တယ် CK နဲ့စစ်လော်ဖီဆိုလို့ရှိရင်ကျွန်တော် CK ကိုအားမပေးတော့ပါဘူးဗျာနော်ဘာကြောင့်လဲဆိုလို့ရှိရင် CK ကကြတော့ငွေထုတ်တည်အရန်ထုတ်မရတာကြီးပါရှိရဗျာနော်အရန်ရစ်တယ် CK ကနောက်ပိုင်း CK ကိုအားမပေးတော့ပါဘူးနောက်ပိုင်းကျတော့ညစ်လာရဲ့အဲ့လိုမျိုးခံစားရရဲ့ prayer ရအဲ့လိုမျိုးခံစားရရဲ့ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကတော့ဒီစစ်လော်ထရီကို recommend ပေးရဗျာနော်စစ်လော်ထရီကဘာကြောင့်လဲဆိုလို့ရှိရင်ဘလိုပဲဆော့ဘာစီးကမှမရှိဘူးကြာသွားလို့9ရက်ကျော်သွားလို့ငွေထုတ်မရမှလည်းမပူရဘူးဗျာနော်ဘလောက်ပဲနိုင်တလောက်ကိုထုတ်လို့ရတယ်ဗျာနော်ဟုတ်ပြီကျွန်တော်နီးလန့်လာမယ်နော်ကျွန်တော်နိုင်နေတော့မယ်နော်ဟုတ်ပြီကျွန်တော်အသေးမလာဖြစ်ကျွန်တော်အကြီးပဲထုံးမယ်ဗျာနော်ဟုတ်ပြီကျွန်တော်အသေးလာပြီအဲ့ဒါဆိုလို့ရှိရင်အသေးတကြိမ်ဆိုလို့ရှိရင်အကြီးအဲ့တော့3စာနှုံးနဲ့ကျွန်တော်1500ထုံးမယ်ဗျာနော် brother တို့ဆိုလို့ရှိရင်စာကိုရှိန်ပြီးတော့မှစောဖို့လည်းကျွန်တော် recommend ပေးရဲ။ဘာကြောင့်လဲဆိုတော့စာကိုအများဆုံး9ကြိမ်ထိပြင်ဆင်ထားပါ။ဘာကြောင့်9ကြိမ်ထိလဲဆိုလို့ရှိရင်နော် brother တို့ဘလောက်ပဲလွဲနေပါစေဗျာနော်9ကြိမ်ရရင်တော့နိုင်ပါရဲ့။ဒါကိုကျွန်တော် recommend ပေးရပါ9ကြိမ်ထိတော့ပြင်ဆင်ထားပါ။လိုက်စာမသိတဲ့သူကကျွန်တော်ကိုလာပြီးတော့မေးလို့ရပါတယ်နော်။ဟုတ်ပြီကျွန်တော်ကအသေး2ကြိမ်ဆိုလို့ရှိရင်အသေးပဲထုံးမယ်ဗျာနော်။ကျွန်တော် formula ရင်းတော့ကျွန်တော်ဒီ formula သုံးတယ်အခုလည်းကျွန်တော်ဒီ formula သုံးတယ်ဗျာနော်ဒါကတော့ကျွန်တော်ခဏလေးနဲ့တော့ကျွန်တော်2000နိုင်တော့မယ်နော်ဟုတ်ပြီ okay ဒါဆိုကျွန်တော်ဒီမှာကျွန်တော်နိုင်ပြီဗျာနော်ကျွန်တော်3စာနှုံးနဲ့ပဲသွားတယ်ကျွန်တော်အဆောကအရှိရရှုံးတဲ့ဟာရောအမြတ်ပါရပြီဟုတ်ပြီ3,200ရပြီဗျာနော်အဲကြောင့်မို့ brother တို့လောက်ကြပါကျွန်တော်အခုကတော့ရှေ့သွားမှာဆိုလို့မစော့ပြတော့ပြီးမှကျွန်တော်စော့မယ်ကျွန်တော်
ဒီ channel မှာဆိုလို့ရှိရင်ကျွန်တော် giveaway ပေးထားပါတယ်။ giveaway ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ link ကနေပြီးတော့အကောင့်ဖွင့်ကျွန်တော်ရဲ့ invitation code ကိုသုံးပြီးတော့ကျွန်တော်ကို ID ပို့ပေးပါငွေ2000သွင်းပြီးတော့ giveaway 1000ကျွန်တော်ရှာလာယူလဲပါဗျာเนาะအဲဒါကြောင့်မလို့ဒီ channel မှာလည်းငွေသွင်းငွေထုတ်ကစားကျွန်တော်အစားဆုံးရှင်းပြထားပါတယ်